ဒီမှာမိတ်ဆွေ weight loss လုပ်ချင်တဲ့ fat loss လုပ်ချင်တဲ့ကွာခြားချက်ကိုသိလားမိတ်ဆွေက weight ချတော့မယ်လို့ဆိုဖြတ်ချက်ချလိုက်တဲ့နေ့မှာ weight တွေစတင်ကျလာတဲ့အခါမှာအရန်ပျော်ရွှင်စရာကောင်းပေမဲ့ကိုချလိုက်တဲ့ weight တွေထဲမှာအစီတွေပဲကျသွားတာလားဒါမှမဟုတ်ရင် muscle တွေပါသွားတာလားဆိုတာကိုတိတိကျကျသိအောင်လုပ်ခဲ့ဘူးလားဒီတော့မိတ်ဆွေကပေါင်ချိန်ဇက်ပေါ်ကိုတက်လိုက်တာနဲ့အဲ့ဒီပေါင်ချိန်ဇက်မှာပေါ်နေတဲ့ကိန်းဂဏန်းတွေကမိတ်ဆွေခန္ဓာကိုယ်မှာရှိတဲ့အစီပါစနစ်တစ်ခုတည်းကိုပဲပြထားတာမဟုတ်ဘူးခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ muscle weight တွေပါတယ်အယိုး weight တွေပါတယ်ပြီးတော့အစီ weight တွေပါတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ရေ weight တွေပါတယ်ပေါ့နော်ဒါတွေကိုလည်းသူကပေါင်ချိန်ဇက်မှာတစ်ခါတည်းပြထားပေးတာဖြစ်ပါတယ်ဒီတော့မိတ်ဆွေစဉ်းစားစရာတစ်ခုရပါလိမ့်မယ်အဲ့ဒါကပေါင်ချိန်ဇက်ပေါ်ကကိန်းနဲ့နေရောသွားတိုင်းမှာမိတ်ဆွေခန္ဓာကိုယ်ပေါ်မှာရှိတဲ့အစီပါစနစ်တွေပဲကျသွားတာလားဒါမှမဟုတ်ရင် muscle တွေပါသွားတာလားတခြားကိုယ်ခန္ဓာကိုယ်မှာကောင်းတဲ့အရာတွေဆုံးရှုံးသွားသလားဆိုတာကိုမိတ်ဆွေကိုယ်တိုင်တည်တည်ချာချာလေ့လာထားဖို့လိုပါလိမ့်မယ်ဒီတော့ကိုကလက်ရှိပေါင်200လောက်ရှိမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာပေါင်ချိန်ဇက်ပေါ်ကကိန်းနဲ့နေရောသွားတိုင်းမှာအစီပဲကွက်ပြီးတော့မှလောင်ကျွမ်းသွားဖို့ဆိုရင်ဘယ်လိုနည်းလမ်းတွေအသုံးပြုရမလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာကောင်းမွန်တဲ့ muscle တွေဆုံးရှုံးမှုမဖြစ်သွားဘဲနဲ့အစီပဲကွက်ကျသွားဖို့ဆိုရင် protein များများစားဖို့လိုပါလိမ့်မယ်ပြီးပြီဆိုတာနဲ့ resistant training လုပ်ဖို့လိုပါလိမ့်မယ် resistant training ဆိုတာကကြတော့အလေးမလေ့ကျင့်ခန်းတွေကိုပြောတာပေါ့နော်တနည်းအားဖြင့်ဆရာတို့ဒီဂျင်းယုံတွေမှာသွားပြီးတော့မှ weight မတဲ့လေ့ကျင့်ခန်းတွေကိုပြောတာမဖြစ်မနေမပေးရမယ်ပေါ့နော်ပြီးတော့အေးရေးဝဝအိပ်ဖို့လိုပါတယ်တနေ့ကိုအနည်းဆုံးအိပ်ချိန်9နာရီကနေ10နာရီအထိရှိဖို့လိုပါတယ်ဒါက resistant training တွေစော့ကစားတဲ့အခါမျိုးမှာ muscle တွေ damage ဖြစ်သွားတယ်အဲ့ဒီ muscle တွေကိုပြန်တိဆောက်ဖို့အတွက် recovery time ပေးရတာဖြစ်ပါတယ်ဒီတော့လက်ရှိမိတ်ဆွေကအစီချနေတာလားဒါမှမဟုတ်ရင် weight ပဲကျနေတာလားဆိုတာကိုတည်တည်ချာချာသိသွားလောက်ပြီးထင်ပါတယ်ကျွန်တော်ကတော့ fitness trainer နန္ဒဖြစ်ပါတယ်ကျွန်တော်စီမှာ online class ဖွင့်ထားတာမျိုးလည်းရှိပါတယ်လာရောက် join ရလုပ်လို့ရပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ